လာပါညီမရဲ့နာမည်ကတော့မင်းလူပါပါလက်အိတ်စဲကွန်ပျူတာစတာမှာကျွန်တော်ဒီမှာကကွန်ပျူတာ basic နဲ့အိတ်စဲ intermediate package ကိုတက်တာပေါ့နော်အရင်လုံးမှာကျွန်တော်ကွန်ပျူတာကျွမ်းကျင်မှုရှိတော့အခက်အခဲအများကြီးရှိတယ်အခုလုပ်တဲ့အပိုင်းကကျွန်တော်ဒီကွန်ပျူတာကိုအဓိကသုံးရတော့ operation စီးရင်သွင်းတဲ့ပိုင်းတွေတော့မဟုတ်ဘူးဒါပေမဲ့ကိုတကယ်တမ်းလုပ်တဲ့အချိန်မှာကျွန်တော်ကိုအတွက်လိုအပ်လာတဲ့အချိန်မှာတော့သူများကိုညီတောင်းရတဲ့အခါကြီးရှိတော့ဥပမာကို self print မိတ်ကစားဒီ data သွင်းတော့မယ်ဆိုလို့ရှိရင်သူများကိုညီတောင်းရတာပေါ့နော်အဲ့လိုမျိုးအဆင်မပြေရဖြစ်တယ်ဒီချက်အဲ့လိုမျိုးနဲ့ကိုကတဖြည်းဖြည်းနဲ့စုံစမ်းရင်းနဲ့ကျွန်တော်ဒီချက်ရဲ့ဗီဒီယိုလေးက TikTok မှာလည်းတွေ့တယ်ဒီချက်ရဲ့ review လေးတကယ်ချင်းတင်တတ်တဲ့ပူတဲ့တကယ်ချင်းလေးတွေရဲ့ဟိုပြင်ပပြောတဲ့စကားလေးတွေ review တွေနဲ့ကြောင်းလဲဒီတင်တန်းကိုကျွန်တော်ပြတာပေါ့နော်ဟုတ်လက်ရှိကတော့တင်တန်းလည်းပြီးသွားပြီလုပ်ငန်းခွင်ရတော့ကြည့်ရတယ်ဒါပေမဲ့အကုန်လုံးနဲ့ဆရာမတွေနဲ့လည်းအရင်ရင်းနှီးတယ်တင်တန်းမှာဆိုလို့ရှိရင်ရေးစားချင်းတွေလည်းလာတက်လို့ရပါတယ်လို့တင်တန်းမှာကလေးနဲ့အရင်စိုက်ခံရပါတယ်လို့လာတက်လဲပါရေးစားချင်းတွေလည်းလာ join လို့ရပါတယ်အိမ်မှာအားနေရင်ဂိမ်းဆုံးနေပါနဲ့အိမ်မှာအားနေလို့ရှိရင်အချိန်လေးတွေပို့နေလို့ရှိရင်လိုအပ်တဲ့တင်တန်းလေးဒီကွန်ပျူတာဆိုတာတကယ်ကိုလိုအပ်ပါတကယ်လိုအပ်တဲ့တင်တန်းဖြစ်တဲ့အတွက်ဒီဇက်လာကတော့လာဖို့တက်ကိုတထားတင်ပါတယ်လို့ဒီမှာလာပြီးတော့ join ခဲ့ပါအသိပညာတွေအများကြီးရပါတယ်အဖြစ်မနေလိုအပ်တဲ့အပိုင်းလေးတွေသိချင်တာလေးတွေရှိလို့ရှိရင်လည်းတင်တန်းမှာလာရောက်ပြီးတော့စုံစမ်းလို့ရပါတယ်တင်တန်းဆရာမတွေကစိတ်ရှည်စွာနဲ့ပဲဒီမှာတခြားရှင်းပြပေးပါမယ်လို့ရှိရင်ဒီမှာကျတော့ဒီတင်တန်းမှာကျတော့တကူချင်းအတက်တင်စနစ်နဲ့ပေါ့နော်ဆရာတယောက်တင်တန်းသားတယောက်ချင်းစီမှာဆရာတယောက်စီနဲ့ဆရာမတယောက်စီနဲ့ဟိုတကယ်ထိတိုက်တွေ့ပြီးတော့တင်ရတာဖြစ်ပါတယ်အတက်တင်တန်းဖြစ်တဲ့အတွက်မတက်မချင်းတင်ပေးမှာပါမတက်မချင်းတင်ပေးမှာကိုကဒီသင်ခန်းစာတစ်ခုကိုလုပ်လိုက်တယ်လုပ်နေနေမှာကိုနားမလည်မချင်းဆရာမကိုပြန်မေးလို့ရဆရာမကမေးတယ်တချေရမေးတယ်နားလည်ပြီလားအဆင်ပြေပြီလားအဲ့ဆိုရင်နောက်တစ်ခါဆက်သွားတော့မယ်နော်နောက်တစ်မျက်နှာနောက်စာမျက်နှာတစ်ခုနောက်သင်တန်းတစ်ခုနောက်ထပ် chapter တစ်ခုသွားတော့မယ်နော်ဆိုတော့မှသင်တန်းသူကသင်တန်းသားတွေကကိုကျောင်းသားကျောင်းသူတွေကတက်ပြီးဆိုမှနောက်တစ်ဆင့်ကိုထပ်သွားတာပါပြောချင်တာတဦးချင်းအတက်တင်စနစ်နဲ့အနီးကပ်တင်ပေးတာဖြစ်တဲ့အတွက်မတက်မြောက်မှာတော့စိတ်ပူစရာမလိုပါဘူးဒါရောက်ပြီးတော့ join ဖို့ကိုပဲဖိတ်ခေါ်ပါလို့ချင်း